ဒီခုရိုက်ပြပေးနေရတော့ကျွန်တော်တို့ရှမ်း white ရှမ်းသမင်းပုံစံနဲ့ရှမ်းခောက်သွဲဆိုင်ရဲ့ decoration နေရာထိုင်ခင်းချင်းလေးဖြစ်ပါလေ真的好，好吃奶，有。white ရှမ်းသမင်းပုံစံနဲ့ရှမ်းခောက်သွဲဆိုင်ကိုလာပြီးနေဆိုရင်ကျွန်တော်တို့မန္တလေးလာရှိုးတလမ်းမှာပဲလီစကန်ပြုံးလိမ်မြို့မှာနောက်ချဖွင့်လှစ်ပြနေတာဖြစ်ပါလေဆိုင်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဆက်သွယ်ကြည့်နေဆိုရင်3993835530ဖြစ်ပါတယ်အခုရိုက်ပြပေးနေတဲ့ဆိုင်ဖွင့်ပွဲလေးကတော့ကျွန်တော်တို့ point ရှမ်းသမင်းပုံစံနဲ့ရှမ်းခောက်သွဲဆိုင်မုံဝါဆိုင်ပွဲလေးဖြစ်ပါတယ်ဝိုင်းရှန်တမဲပုံစံနဲ့ချက်ကောက်ဆိုဆိုင်မှာကျွန်တော်တို့စွန့်ကတ်မင်္ဂလာပွဲအော်ရာများတို့လည်းပြုလုပ်ပေးပါတယ်ဆိုင်တဲ့နေရာတဲ့ရတာတဲ့ decoration တဲ့လာရောက်ပြီးစမ်းကျင်နေဆိုရင်ကျွန်တော်တို့မန္တလေးလာရှိုးတလန်လမ်းမဘေးနေစကန်ပြုံးလွင်ကဝိုင်းရှန်တမဲပုံစံနဲ့ချက်ကောက်ဆိုဆိုင်တို့ကြာလန်းခဲ့ပါလို့ဖိတ်ခေါ်ပြရတယ်ဝိုင်းရှန်တမဲပုံစံနဲ့ချက်ကောက်ဆိုဆိုင်မှာကျွန်တော်တို့နက်စာတက်တခုပေါ့နော်ကျွန်တော်တို့နေ့လည်စာတက်တခုညနေစာတက်တခုသုံးဆောင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြုံးလွင်ရပြည်သက်များနဲ့ကျွန်တော်တို့မဝါပြည်သက်များလာရောက်မိဆန်းကြည့်နေဆိုရင်စိုက်တဲ့နေရာတဲ့ decoration တဲ့မိဆန်းကြည့်နေဆိုရင် white ရှမ်းသမင်းပုံစံနဲ့ချက်ကောက်ဆိုဆိုင်တို့လာပေးလို့ရပါတယ်white ရှမ်းသမင်းပုံသားနဲ့ချက်ကောက်ဆိုဆိုင်ရဲ့ decoration လေးရိုက်ပြနေတာဖြစ်ပါတယ်နေရာ decoration ပေါ့နော်နေရာထိုင်ခင်းချင်းတက်ရက်မှုလေးပေါ့နော်white ရှမ်းသမင်းပုံသားနဲ့ချက်ကောက်ဆိုရဲ့ဆိုင်မှာကျွန်တော်တို့နနက်စာနေ့လည်စာညနေစာဆိုပြီးတော့၃မျိုးရောင်းချပေးနေဖြစ်ပါတယ်နနက်စာလာစားခြင်းတဲ့သူကလည်းနနက်စာစားလို့ရတယ်လို့နေ့လည်စာလာစားခြင်းသူကလည်းနေ့လည်စာလာစားလို့ရပါတယ်ညနေစာတော့သုံးဆောင်ခြင်းသူကလည်းညနေစာလာစားလို့ရပါတယ်၃မျိုးပေါ့နော်၃မျိုးလုပ်ပြီးနေပါတယ်ပေါ့နော်တက်စီပေါ့နော်white ရှမ်းသမင်းပုံသားနဲ့ချက်ကောက်ဆိုဆိုင်ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3993835530ဖုန်းနံပါတ်တို့ဆက်သွယ်မှာယူလို့ရပါတယ်စွန့်ကတ်မင်္ဂလာပွဲအော်ရာများလည်းလက်ခံပေးတဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့နေဆက်မှုကိုဒီမှာပဲရနာပြသေးမိတ်ဆွေများကျွန်တော်ဒီဘို့ကြိုက်နေတတ်လို့ရှိရင် like and share လေးပြုလုပ်သွားလို့ပေးလို့ရပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုဒီမှာပဲရနာပြသေး